မင်္ဂလာတုတ်တံမှာကြတော့ကောင်းကျိုးချမ်းသာမင်္ဂလာတွေကိုဖြစ်ပွားစေနိုင်တဲ့အကြောင်းတရားအဖြစ်ဟောကြားရမှာပဲယေရှုသိခြင်းဆိုတဲ့စကားလုံးမှာပါဠိနဲ့ဆက်နွယ်ပြီးတော့နေတဲ့စကားလုံးတစ်ခုလို့ယေရှုလို့ဆိုတဲ့စကားလုံးကပါဠိလိုကတိညူဆိုတဲ့စကားလုံးကနေပြီးတော့ယေရှုလို့ဘယ်လိုလုပ်ပြီးတော့မြန်မာစကားဖြစ်လာတယ်လဲလို့ဆိုတဲ့အခါအိန္ဒိယမှာအသုံးပြုတဲ့ဘာသာစကားကတလို့သူတို့ကရရထည့်ပြီးတော့ကတလို့ဖတ်တယ်ခတ်အဲဒီကရဆိုတဲ့စကားလုံးကိုမြန်မာလူမျိုးတွေကကြလို့ဖတ်တယ်နော်အဲ့ဒီကတဆိုတာဒီဆုံးတယောက်ကကိုယ်ပေါ်မှာတခုကူညီလုပ်ခံပေးတာလုပ်ခံပေးတယ်ဆိုတာသူစီရနာနဲ့သူလွတ်အပ်ချက်ကိုဖြည့်ဆည်းပေးတာကတတရားရောက်ကကိုယ်နဲ့ပတ်သက်ပြီးတော့လုပ်ကင်ဆောင်ရွက်ပေးမှုကိုကတလို့ခေါ်တယ်အဲ့ဒီကတကိုပဲအိန္ဒိယစကားအတန်နဲ့ဖတ်တဲ့အခါကျတော့ခတ္တနောက်က new ဆိုတဲ့စကားလုံးကအိန္ဒိယကျတော့ဂျညူလို့ဖတ်တယ်သူတို့ကဂျညူလို့အိန္ဒိယနိုင်ငံမှာသုံးတဲ့စကားလုံးဂျညူအဲ့ဒါနှစ်ခုပေါင်းလိုက်တဲ့အခါကျခတ္တဂျညူလို့ဒီလိုဆိုတဲ့စကားကဂျညူဆိုတဲ့စကားကိုဗမာတွေကျတော့ဇူလို့ပဲဖတ်လိုက်တာပေါ့ဂျညူလို့မဖတ်တော့ဇူလို့ပဲဖတ်တယ်အဲ့လိုဖတ်ရင်ကနေပြီးတော့ continue သို့မဟုတ်ပါဠိစကားဆက်စီ continue ဆိုတဲ့စကားလုံးဟာမြန်မာစကားကျေးဇူးဆိုတဲ့အတန်ဘက်ကိုပြောင်းလာတယ်လို့ဒီလိုပြောကြတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးဆိုတာပါလေလို့ဆိုရင်ဒီစုံတယောက်ကကိုယ့်ပေါ်မှာကုညီဆောက်ရှောက်ဖို့တာလောက်ကံပေးဖို့တာကိုယ်မှာအကျိုးဖြစ်စေမဲ့အရာတစ်ခုဖြစ်ပေါ်စေခဲ့တာသူရဲ့လှုပ်ဆောင်မှုကိုအသိမှတ်ပြုခြင်းသိခြင်းကိုပဲယေရှုသိခြင်းလို့ပြောတာဒီတရားကကိုယ့်ဘောကိုလှုပ်ပေးတာကိုအသိမှတ်ပြုတယ်အဲ့တော့အသိမှတ်ပြုတယ်ဆိုတာဒါအမှန်တမ်းအရေးကြီးတယ်လောကလူတွေကအသိမှတ်မပြုတဲ့ပုဂ္ဂိုလ်တွေများတယ်နော်အသိမှတ်မပြုဘူးဆိုကြတဲ့ကမသိတာလည်းပါမသိဘူးဆိုကြတဲ့အကောင်းမဖြစ်နိုင်ဘူးသိတယ်ဆိုတာလိမ္မာရင်ကျေးသူတို့ရဲ့အရေးချင်းတစ်ခုပဲနော်သိတာနဲ့မသိတာဒီနှစ်ခုပါမသိဘူးဆိုတာမောဟသိတယ်ဆိုတာပညာဘာကိုပဲသိတယ်ဆိုတဲ့ဟာကတိုးတက်မှုတစ်ခုတန်ဖိုးရှိတဲ့အရာတစ်ခုအဲ့တော့ယေရှုကိုသိတယ်ဆိုတဲ့နေရာမှာကိုယ်ပေါ်မှာဒီစုံတော်ဦးကအကျိုးဖြစ်ထွန်းအောင်တိုက်ရိုက်ဖြစ်စေပယ်ဝါရိပ်ဖြစ်စေကိုယ်ပေါ်မှာကုညီဆောက်ရှောက်ခဲ့တဲ့ယေရှုတရားကိုဒီအသိမှတ်ပြုတယ်သိတယ်ဆိုတာဒီကနေ့ကိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသားထဲမှာရှိတဲ့သဘာဝတရားတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားကယေရှုသိတယ်ဆိုတာဟာတဲ့သူတော်ကောင်းတွေရဲ့အရေးချင်းတစ်ခုပဲလူတော်လူကောင်းမှဒီလိုတဝုတ္တယောက်ရဲ့ယေရှုပြုမှုကိုအသိမှတ်ပြုတာအဲ့လိုလုံးဝအသိမှတ်မပြုဘူးတချို့တော့အသိမှတ်ပြုတယ်လုံးဝအသိမှတ်မပြုဘူးဆိုတဲ့ပုဂ္ဂိုလ်ကြောင့်မသိဘူးမပြုဘူးဆိုရင်ကမသိတဲ့ပုဂ္ဂိုလ်ပဲတော့ဘာမှအသိမှတ်မပြုတော့သူဘာမှမသိတဲ့ပုဂ္ဂိုလ်အဲ့တော့မသိတဲ့ပုဂ္ဂိုလ်ဆိုတာသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်မတမ်းမှခွာချသိသူနဲ့မသိသူကမှခွာချဘယ်အရာကိုပဲသိ
သိတဲ့တန်ဖိုးကအမှန်မှကြီးလောကလူတွေဟာချင်းချင်းအပြန်အလှန်မိတင်းပြီးတော့အသက်ရှည်ကြတယ်အသက်ရှည်ကြတဲ့အခါကျတူကျေးဇူးတူမှာလို့ပြောချတယ်ကျေးဇူးတရားဆိုတာအတီးတီးလူတိုင်းမှာရှိနေတတ်တယ်အဲဒီလိုတယောက်ကစတင်ပြီးတော့ကုညီတဲ့ဆောက်ရှောက်တယ်တစ်ဖက်သားရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ရဲ့အနန္တမှာဘာဖြစ်တာလဲဆိုမေတ္တာဖြစ်တာသူ့ရဲ့ယဉ်တဲ့နှလုံးထဲမှာရှိတဲ့မေတ္တာဟာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ကလေးအာဒေါသအမုန်းကင်းစင်ပြီးတော့တစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောလေးအဲ့ဒီတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့သဘောထားကိုလေမိတ်ဆွေရဲ့စိတ်ဓာတ်မေတ္တာလို့ပြောတာနော်မိတ်ဆွေဆိုတာတုံးနဲ့တူမေတ္တာတုံးဝင်ပြီးတော့ခင်မင်းလူအချင်းချင်းမိတ်ဆွေအဲ့ဒီမိတ်ဆွေတွေရဲ့စိတ်ဓာတ်မျိုးအဲ့ဒီမိတ်ဆွေရဲ့စိတ်ဓာတ်မျိုးမေတ္တာလို့ဒီလိုခေါ်တာဒီစကားလုံးအဲ့တော့တစ်ခါကြည့်မယ်ဆိုမေတ္တာဆိုတာဘာလို့ဆိုရင်အဘိဓမ္မာသဘောရကြတာဒေါသကိုဖယ်ရှားပြနိုင်တဲ့သို့မဟုတ်အမုန်းတရားကိုဖယ်ရှားပြနိုင်တဲ့အာဒေါသလို့ဆိုလို့သဘာဝတရားတစ်ခုအဲ့ဒီအာဒေါသဆိုအမုန်းကင်းစင်တဲ့သဘာဝတရားမေတ္တာတရားကိုယ်ရင်တဲ့နှလုံးထဲမှာရှိလာပြီဆိုလို့ရှိရင်မြည်သူကိုဖြစ်စေသူကစတင်ပြီးတော့ကုညီဆောင်ရွက်ပေးဖို့ကျေးဇူးပြုဖို့ဆိုတာတစ်ဖက်သားရဲ့လိုအပ်ချက်ကိုကြည့်ပြီးတော့ဖြည့်ဆည်းပေးဖို့စိတ်ဓာတ်လေးတွေပေါ်လာတယ်အဲ့ဒီလိုစိတ်ဓာတ်ကိုအကြောင်းပြုပြီးကတ္တတစ်ခုလုပ်ပေးတယ်ဆိုတာဖြစ်လာတယ်အဲ့တော့တမန်အားဖြင့်ဖြစ်တာအဲ့ဒီလိုစိတ်ဓာတ်ကိုအရင်ခံပြီးတော့လုပ်ပေးတဲ့ဟာအမှန်တမ်းတန်ဖို့ရှိအဲ့နောက်ပိုင်းကျတော့အဲ့ဒီလိုစိတ်ဓာတ်မဟုတ်ဘဲနဲ့တစ်စုံတစ်ခုကိုမျှော်လင့်ပြီးတော့လုပ်ပေးတာလည်းမရှိဘူးလားဆိုရှိတယ်အဲ့ဒါကြတော့တန့်စင်တဲ့ဟာမဟုတ်ဘူးကဟန်ဆောင်တာလို့ဖြစ်သွားတယ်အဲ့ချက်နော်ကိုယ့်ရဲ့အတွင်းနှလုံးသားကိုဒီဖုံးကွယ်ရှုပ်ဝဲထားပြီးတော့အပြင်ပန်းအနေနဲ့ဒီမေတ္တာရှိသူတို့ရဲ့ပြုမှုဆောင်ရွက်မှုကိုလုပ်တယ်လို့ဆိုတာဒါကြတော့ဟန်ဆောင်တာလို့ဒီလိုတွေရတယ်နှလုံးသားတန့်စင်မှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ပြုမှုမှုကြောင့်တစ်ဖက်သားဟာအကျိုးရှိသွားတော့လေအဲ့ဒီစတင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာနှလုံးသားထဲမှာတန်ရှင်းမှုမရှိတဲ့အတွက်ကြောင့်သူကတော့မေတ္တာခင်းလေးရဲ့ဟန်ဆောင်ပြုလုပ်ခြင်းလို့ဒီလိုပဲဖြစ်နေတာအဲ့တော့သူ့အတွက်တော့အကျိုးမရှိဘူးသို့တော့ဘယ်လိုပဲလုပ်လို့တစ်ဖက်သားအတွက်ကောင်းကျိုးချမ်းသာဖြစ်စေတဲ့အလုပ်ဆိုရင်တစ်ဖက်သားမှာတော့အကျိုးရှိသွားတယ်အခုဆိုလိုတာကဟိုတစ်ဖက်သားနဲ့နှစ်ဦးဆိုတာဆိုတဦးကတကယ်မေတ္တာနဲ့လုပ်တယ်နောက်တဦးကဟန်ဆောင်ပြီးတော့လုပ်တယ်အဲ့တော့ဉာဏ်နဲ့တစ်ဖက်သားသူလုပ်ပေးတာကိုရအဲ့လိုရတဲ့အခါသူ့အနေနဲ့ကတော့နှစ်ဦးလုံးကိုပဲကျေးဇူးတင်ရမယ်ပေါ့ရှိတယ်သူ့ရဲ့လောက်ရကြကိုယ်မှာအကျိုးဖြစ်ထွန်းလာတယ်နှစ်ဦးလုံးကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့သူ့အနေနဲ့ကဘယ်လိုပဲလုပ်ပြီးရလာတဲ့အကျိုးကသူခံစားရတာဟုတ်ခံစားရတာကိုအကြောင်းပြုပြီးသူ့အနေနဲ့ကတော့မေတ္တာနဲ့လုပ်ပေးတယ်တော့မဟုတ်တခြားနည်းနဲ့လုပ်ပေးတယ်လို့တွက်เสียမလို့ကိုယ့်ကိုယ်မှာကောင်းကျိုးချမ်းသာရအောင်ဆောင်ရွက်ပေးလို့ရှိရင်ဒါကျေးဇူးတင်လိုက်တယ်လို့ပဲပြောပါတယ်။ဘာလို့လဲဆိုတော့ဟုတ်ပါမလားဒီလိုဟုတ်တယ်ရှိမြတ်စွာဘုရားကတက်ရှိတတ္တဝါအချင်းချင်းတောင်မကဘူးတစ်ပင်တစ်ပင်အောက်မှာတဲ့အရေးခိုဘူးလို့ရှိရင်တဲ့အဲ့ဒီတစ်ပင်ကကိုယ့်ကိုအေးမြစေလို့အဲ့ဒီတစ်ပင်ကကိုယ့်ကိုအေးမြအောင်လုပ်ပေးတဲ့ကျေးဇူးတရားကိုသိရမယ်လို့ဒီလိုတော့ပြောတာနော်ဆိုလိုတာကတော့ကိုယ့်ပေါ်မှာအကျိုးဖြစ်အောင်လုပ်တဲ့ဟာတက်ရှိတတ်တဲ့အရာခတ်သိမ်းကိုကျေးဇူးတင်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အတိတ်မပြုတဲ့သဘောကိုပြောတာနော်ဒီမှပြုတာကိုယ့်အတွက်အကျိုးဖြစ်ထောင်းလာလို့ဆိုဒီမှပြုတော့အဲ့ဒီမှာသာစာပေကျမ်းဂန်ထဲမှာတိုက်ရရှိတယ်
Yata Rokata Sayaya Niti Tia Tayawa. The Lima go tiny wooded, 8 day wooded. Any the Yaglia go a choke you get wooded. A choke you get it, the thing. Not that I can say there. Any the a keku. Alahata macho pepia. Hello, show happy in Pacheles. Makes you Jemaya out there. Talaway, about the area, don't Yamus, she does. He naked, Luria, a senza dallo. Lune, look by one gents, I say. Luria, attention, than need a pajama, looks. At young Nigeria solution. What dropped on ye, Luria, attention, move. Talk to Yai. You talk to Bill, Yai go. They can say you're Yai, but no, to a good chat, she will. It depends. Luria, that she would. And then the motion that oxygen they paid. Look. Now the penny will meet you here. Luria, don't Ye, Yashi said. More you are charging, you Yashi said. So the penny, she jen argent, Yadi Uru take the year in Yazid. Gileka, Tarigo, a thing but Jula. A thing but Jula is the dreader. Pari Lola Jara. But when you take the years of the Lola. That gave your resolution. You never went Jesu, Sasapi. And look, Sasapi Nilo. That's what they are cheating. The other way. We wanted to change all the be on way. Don't forget the agenda come on to be on the there. The agenda. What a car. To a such a day, horror to be on my horror. Forever horror. Neither time come on a sita what I lose, told you them of a neither. Yellow, yes, of ya. Should be on me. I don't look. Don't have the Atomoya, and Jareni are any of them. Rokamu like a dog. The being young lady come on, she see. Hello. The thing was that more than Warina, and the mountain side. That's so pretty was someone like the big album. That's why we have a one. The penny at Tambo, the penny at Joju, Sasani. The fact that she was in, that's how we are. You go out the penny at Tambo. And the Mature, look at you. Father, when I Jahandabago, yes, I am blowing your nose or Kaniki on the Dova Yankan with Jaw. Rokamula, they know that I'm Nepaya Pabisahare. The baby with the jungle. You did it, I go Yamua, Quendula, Tajamu. The day out, my name on Josa, you know, so. That doesn't mean on Josa. I think we would have moved hard at David. Tigric Majano. Do we have beaches in the area? Really of the venue. College Jareka. Google, Joe Pew needed a yari chassis like or Archie. Google, Joe Pew needed a yari have job with Dordio. A Joe Pew needed a yari. Chipona, go Joe Pew needed. But do it a yard. She died out. Do you have to carry out Lazare? Sasamu gave Jobja. No. Sasamu Jobja. Yea, Yagabe Chipsy. Kuboma, call your channel, she was it and this radio. Allo the Baptista. That's all we are horrid. Pissy liver. Saria, Bosia, Nizia, Jamaman, Siwaya. He lay you, Pisia look.
Pisia, Yamaria, Pisil, Pisia, a day and up arrows. At that she wrote the top and could eat her at the young yellow. You have other machine, that's in a mobile. What say a machine, so the machine. Daisy a machine, so the machine. But Jamama and Siwasa, machine, the machine. There are two women. A wood dance now. A Buddha ate and covered wood. Again, police need a boguri, one more the boguri also. You don't let eat a chain, covered on the water. Maloyan, that's it. You may be on it, Teresa in the Mawe, the Bawa, I would the pay, covered Peter. The Tamai Nagani, a Buddha body, my she, Teresa. Oh, now we use on Jigalian, my she, Teresa, 2 hours. The Bawa Peter, we were in each other. The veteran, we don't need each other. I do the Bawa, no, you all don't be at the moment. Can they eye it? Well, you may tell a cousin, cheap. Away a good in it. When we treated Sayari saying, where is a worse than the Hawaii and the Kawa Chibi, tasty hope, no job. However, Soluraha, Julia, top bass, Isaya, Siba, that's in a game. Let me yes of Yaga. Upa Nadia, Pisay also, Pakatupa Nadia, Tati, or a come. Udupi. Bosan Tena the Nambi, Overlopi, Upa Lady up to say, not to say all. Yadi Uduhale, A Kaune, Tapa the Kue, Asa Arale, A Kaune, Topame, Eya Niale, A Kaune, Topame, Pokuane, Gonesa to any time, our Jim Pokuane, A Kaune, Topame. That's how you might be deal. And I want you to be Selaji version. Don't have your candy. I want you, Jesus in it. Near Erago, as a lady business, you see, this is a Jesus very busy corner. Jesus, you. And then the other we have the seal of the light. You see, so there's a low, but Jesus, that's a lady business, Jesus, you at Jambiari with your head. You don't have the seeds on it, that she would to jump to talk about me in the car. This year's a joke, she don't see that. This year, however, you don't know this year, then you know that that's so much. Yeah, then she would have hope, just a also. The better Naga, try a Jodura mobile. Simple, a Jodura, cook it or Yaja. Everybody do you have your wool and what is pure move, entertainment in low lesson, no? Era leve, they have hold on top of it. Sit pure like a car, don't like kind of chilla the body. Still the body, Aloma, Tabu. Every little yapping the other listen. The Bawa use and that illusion. Oh, Naha, I went here. Top and that's in the other so I want you to cool over Jesus did that. Tarishima, that's an animal. Robo. Carry him up, oh, we don't robo like we are. Me does it as you lay down. Carry me does it. When you are Papa, you got a man of Papa. He does it as we are. You got the man of mine. Eva, I may see it, patient. Eddie made me with jump you. I see it, the machine. So that's the media, Mona Marcel. You read of Nivala Mumala. So, Ella never, but Malona, I mean, anything. Not a Gajara, Ego Monamari. Now that don't tell her, to marry, to have to live. He does it here, Chitala.
ကဲအဲ့ဒီထက်ပဲကျေးဇူးတရားကိုလိုက်ပြီးတော့ရှာလိုက်ကြရှာလိုက်တဲ့အခါကျတော့အမေကိုမာတာလို့ခေါ်တယ်ဒီစကားလုံးကအလုံးကတူတူပဲသွားတယ်အတော့ကိုကဘာလူသားတွေနေတော့ကမိသားစုကြီးတစ်ခုကပေါက်ပါလာတယ်ဆိုဖြစ်နိုင်တဲ့အနေအထားရှိရှင်ကြီးတော်တော်ဒေသအလိုက်လူတွေဟာအယောင်ပြောင်းသွားကြတာတို့အတွေ့အခေါ်တွေပတ်ဝန်းကျင်ရဲ့အောက်မှာကြီးပြင်းကြရလို့အမျိုးမျိုးလူမျိုးတွေအတီးတီးကွဲပြားသွားကြတယ်အဲဒီမှာပါဠိဘာသာကမာတာလို့ခေါ်ဒီကနေ့ကဘာလုံးလို့ပြောနေတယ်အင်္ဂလိပ်စကားကျတော့မာသာအဲ့ဒါမှနေဆက်တယ်မာတာနဲ့မာတာအတန်တော်လေးပဲဒီလိုပဲကွာသွားအဲ့တော့အင်္ဂလိပ်မာသာဆိုတာတော့ဘယ်လို definition ပေးတယ်ဆိုပါဠိဘာသာမာတာကြတော့ပုတ္တံမာနေတိတိမာတာလို့အဓိပ္ပာယ်ရသာတတိပေါ်မှာမျက်မျက်နှုံနှုံချင်းချင်းနာနာဆောင်းလျှောက်တဲ့မိခင်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်တခါဖခင်ကြတော့ပိတာလို့ခေါ်တယ်အင်္ဂလိပ်လို father မတမနေဆိုင်အဲ့တော့ပိတာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုပုတ္တံပါတိရက္ခတိပိတာဖခင်ဆိုတဲ့ပုဂ္ဂိုလ်အန္တရာယ်မကျရအောင်ကာကွယ်တဲ့နေရာမှာသူကအထီးကာကွယ်ရေးကိုသူကတောင်းယူတဲ့ပုဂ္ဂိုလ်နော်ဟိုဘက်ကမြန်လို့တဲ့ပုဂ္ဂိုလ်ဒီဘက်ကကာကွယ်တဲ့ပုဂ္ဂိုလ်ဒါနှစ်ဦးနှစ်ဝလူသားတွေမကြည့်တဲ့တိရစ္ဆာန်တွေကြည့်မယ်ဆိုအဲ့တိုင်နော်တိရစ္ဆာန်အချီးကအန္တရာယ်မရှိအောင်ကာကွယ်ပေးတာအမကသားသမီးကိုသူကဟိုယူရမွေးပြီးပြီတိရစ္ဆာန် family ကိုကြည့်မယ်ဆိုတာအဲ့တိုင်တွေ့အဲ့တော့လူသားဖြစ်တဲ့ family တွေကြတော့မိသားစုတွေကြတော့ဒီတဲ့အသိဉာဏ်ရှိဒီတဲ့ပုံမွန်နဲ့အရေးချင်းတွေရှိမှာပေါ့နော်။ဘာပဲဖြစ်ဖြစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သာသမီပေါ်မိဘဓမ္မကထားခဲ့တဲ့ဒီမေတ္တာကျိုးစီးပွားကိုလိုလားတဲ့မေတ္တာလောကီယာမှာသန်းဆင်ပြီးတော့မိမိရဲ့သားသမီးအသက်ရှင်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်ဆိုရှင်ပါစံရှိခုနပတ်ဝန်းကျင်ကအထောက်အကူပြုတာအသက်ရှင်ရတယ်လူတယောက်ဟာအသက်ရှင်ဖို့ဒီနံပါတ်1အမေလေးရဲ့ခြေဆုပ်ပြုမှုပို့ပြီးတော့အရင်ကြတယ်ဒါကြောင့်မြတ်စွာဘုရားကမိဘနှစ်ဦးစလုံးကိုပေါင်းပြီးတော့ဘယ်လိုဟောတော့ဆိုဘဟုပကာရဘိက္ခုမာတာပိတရောပုဒ္ဒနာမိဘနှစ်ပါးဟာတဲ့သူတို့ရဲ့သားသမီးတွေအပေါ်မှာကျေးဇူးပြုတာအလွန်တရာများတယ်လို့ပြောပါတယ်အသက်ရှင်ဖို့အတွက်အထောက်အကူပြုတာအမှန်တမ်းများတယ်ဒါဖရာအတိမပြုတယ်ဆိုတာဒါဖြင့်မိဘတွေကသားသမီးတွေပေါ်မှာအထောက်အကူပြုတာဘာတွေတော့မိဘကကိုယ်သားသမီးတွေပေါ်မှာဘယ်လိုကျေးဇူးပြုတာတော့လို့ဆိုတဲ့အခါမှာပြောမယ်ဆိုရင်အများကြီးပဲအဲ့တော့မြတ်စွာဘုရားစကားလေး၃လုံးနဲ့ပြောတာမိဘရဲ့ကျေးဇူးတရားကိုသိတတ်ဖို့စကားလေး၃ခုနဲ့ပဲပြောတယ်အဲ့ဒီ၃ခုကပါလဲဆိုရင်အာပါဒကတဲ့အာပါဒကဆိုတာအနေရမကြရအောင်ကာကွယ်ဆောင်ရှောက်ပေးထားခြင်းဟုတ်တယ်လေလူ့ဘဝရလာတဲ့အချိန်မှာကိုယ်ချေကိုယ်လည်းပါပြီမယ်ဘာမှမလုပ်နိုင်တဲ့ဝိကာသကလေးလေးဟာမိဘကမဆောင်ရှောက်နိုင်တဲ့ပြစ်ထားလိုက်မယ်ဆိုရင်တို့အသက်ရှင်တယ်အဲ့တော့အာပါဒကဆောင်ရှောက်တယ်အဲ့ဒီအချိန်ကနေစပြီးတော့အရေးတကြီးကြီးနဲ့ဆောင်ရှောက်လာတယ်သူ့ခြေသူ့လက်ကိုအသုံးပြုနိုင်တဲ့အချိန်အလုပ်တွေပေါ်တက်ကဖြည့်ဝေးပေးတယ်တော့မြန်မာနိုင်ငံမှာဆိုမိဘတွေကသားသမီးတွေကိုတစ်သက်လုံးတောင်ကျွေးမွေးထားတယ်
ကိုသားသမီးကိုပြောလိုက်ကြဘူးလေအမေဖေကလေးလေးလိုပဲအောင်းမိတယ်ဒီကအသက်အရွယ်ကြီးလို့မြည်ရရနေတော့သားသမီးကိုကလေးပဲအောင်းမိတယ်ဟုတ်တော့ကိုဝမ်းနဲ့လွယ်ပြီးတော့မွေးထားတဲ့ကလေးဘလောက်ကြီးတယ်လို့ဖြစ်နေအဲ့တော့အာပါဒကအသက်ရှင်ဖို့အတွက်အဆောင်ရှောက်ပကားပဲပေးခဲ့တယ်။ဩဇက်ကအသက်ရှင်ဖို့အတွက်ကျွေးမွေးခဲ့တယ်။အဲ့ဒီနှစ်ခုဟာဓမ္မကြီးမားတဲ့ခြေစွတရား။ခုနကပတ်ဝန်းကျင်တဲ့လွန်သွားအောင်ခြေစွပြုတာ။ပတ်ဝန်းကျင်ကခြေစွပြုတာအသက်ရှူဖို့အောက်ဆီဂျင်ရဖို့အေးမြဖို့ယာရီဥပဒေဖြစ်ဖို့ဆိုရင်ဒါပတ်ဝန်းကျင်ကပေးတယ်။အဲ့ဒီပတ်ဝန်းကျင်ကပေးတဲ့အပြင်မှာမိဘကထပ်ပြီးတော့ပေးတဲ့အာပါဒကနေမကြရအောင်ဆောင်ရှောက်တဲ့ဩဒကနှုတ်ချိုတိုက်ကျွေးအစာရေးစားပေးပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့တယ်။နောက်ဆုံးတစ်ခုကမြတ်စွာဘုရားဘယ်လိုပြောလိုက်တယ်ဆိုဣမတ္တလောကတ္တဓတ္တိတာဘောဒီလောကကြီးကိုကြည့်ရှုခွင့်ပေးလိုက်တယ်ဆိုလိုတာကလူလောကကြီးကိုရောက်လာခွင့်ပေးလိုက်တယ်ဘဝအတွေ့အကြုံတွေရတော့ဘယ်သူကလမ်းဖွင့်ပေးလိုက်တာလဲဆိုအမေးပြန်တယ်အဲ့တော့ဒီစကားလုံးကဒီလောကကြီးနဲ့စုံတွေ့ပေးလိုက်တယ်ဆိုတဲ့စကားအကြမ်းမဲ့ကြီးမားတယ်တကားဖွင့်ပေးလိုက်တယ်ဆိုတယ်နော်ဒီလောကကြီးနဲ့စုံတွေ့ပေးလိုက်တယ်ဆိုဒီလောကကြီးမှာကြုံတွေ့ရတဲ့ကောင်းတဲ့ဟာတွေမှလည်းမြန်ပြီးမှချစ်ဆုံးဒီလိုပညာတတ်ကြီးဖြစ်လာတယ်မိဘချစ်ဆုံးစီဝါဥစ္စာတွေတိုးတက်ပြီးချမ်းသာကြွယ်ဝတယ်မိဘချစ်ဆုံးကျမ်းမာပျော်ရွှင်တယ်မိဘချစ်ဆုံးຢာရုတွေရတယ်တရားရမအောင်မြင်လာတယ်မိဘချစ်ဆုံးတွေတာဒါမိဘဆန္ဒထဲမှာဒါပဲရှိတယ်အဲ့ဒါကြောင့်ဣမတ္တလောကတ္တဓတ္တိတာရောဆိုတဲ့ဒီလောကကြီးကိုပြလူလဲလို့လောကကြီးနဲ့စုံတွေ့ပေးလိုက်တယ်အခါတလေလူတွေကကျေးဇူးတင်ကြတယ်လေသူသိချင်တဲ့လူတယောက်နဲ့မိတ်ဆက်ပေးအဲ့ဒီမိတ်ဆက်ပေးတာကျေးဇူးတင်တာဘယ်သူကမိတ်ဆက်ပေးလို့မိတ်ဆက်ပြရကိုကြီးတွေရကျေးဇူးတင်တာလောကကြီးနဲ့မိတ်ဆက်ပေးတာဘယ်သူလုံးဆိုအမေအဲ့တော့လောကကြီးတစ်ခုလုံးကအောင်မြင်ကြီးပွားမှုတိုးတက်မှုတွေနဲ့မိတ်ဆက်ပေးတယ်ဘယ်လိုဆိုအမေအဲ့တော့လို့မြတ်စွာဘုရားနံပါတ်1ကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်မိဘနှစ်ပါးလို့ပြောတာအဲ့တော့လူတိုင်းမှာမိဘဆိုတာရှိတယ်ဖြစ်သွားတာအတိအကျေးဇူးတင်ရမယ်အတိအမှပြုရမှာလောကကြီးတစ်ခုလုံးမှာဒီလိုရှိတာဒါကျေးဇူးတရားတွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှိရင်ကျေးဇူးတည်တဲ့ကျေးဇူးတည်ခြင်းဆိုရင်အဲ့ဒါတွေကိုအတိအမှပြုအဲ့ဒီအတိအမှပြုတဲ့သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တော့သာသမီဟာမိဘကိုကျေးဇူးဆက်ကြတယ်မိဘကိုကျေးဇူးဆက်တယ်ဆိုတော့ဘာလဲကျေးဇူးဆက်ပုံဆက်နေတယ်အမျိုးမျိုးရှိကိုယ်လုပ်ပြီးတယ်လို့ကိုယ်ပြန်လုပ်ပြီးတယ်ဟုတ်လားအာပါရကကိုယ်ငယ်တုန်းကဆောက်ရှောက်ထားတယ်လို့ကိုယ်ပြန်ဆောက်ရှောက်တယ်ကိုယ်ငယ်တုန်းကကျွေးခဲ့တယ်လို့ပေါ်တဲ့ကပြန်ကျွေးပေးတယ်ဒီနှစ်ခုတော့ရဣမတ္တလောကတ္တဓတ္တိတာရောဆိုတဲ့ဟာကိုအမလုပ်ပြီးလို့များနောက်မိဘကျေးဇူးဆိုပေါ်အောင်မစနိုင်ဘူးအဲ့ဒါပြောတာနော်နံပါတ်1နဲ့2တော့လုပ်လို့ရနံပါတ်3ကလုံးလို့မရဘာလို့ကိုယ်ကနောက်မှမွေးတာဟုတ်ကိုယ်နောက်မှမွေးတာဆိုဘယ်လိုနည်းနဲ့မှအဲ့ဒီကျေးဇူးတရားကိုတော့မဆက်နိုင်ဒါကြောင့်မို့မိဘရဲ့ကျေးဇူးတမန်ဆောက်လို့မကုန်ဘူးဆိုတာရသော်ရဒီချက်ကိုပြောရလို့ဖြစ်နော်ဘယ်လောက်ဒီအောင်မြတ်စွာဘုရားဟောတာတော့ဆိုမိဘကိုကျေးဇူးဆက်တယ်ဆိုတာတဲ့မိဘကိုကျေးဇူးတယ်စီမိုးချုပ်ပေးတယ်အဝတ်စားလဲပေးတယ်အစာရေးစားကျွေးတယ်ညောင်းညရင်နှိမ့်နေပေးတယ်ဝကျေးပဲပြုတယ်ဆိုတာတော့ပုံအဲ့ဒီလိုလုပ်တယ်ရှိခိုးတယ်ဝတ်ချတယ်လူတွေပေးတယ်ဒီဟာတွေဒါလောက်လေးနဲ့မိဘလုပ်တဲ့ကျေးဇူးတွေခြေတယ်လို့ငါဘုရားဘယ်တော့မှမဟောဘူးလေမဟောနိုင်ဘူးတဲ့ဒါလောက်လေး
ဒီလောက်တုံ့ပြန်မှုလေးကျေးဇူးကြည်ပြီလို့ငါမိဘရဲ့ကျေးဇူးတွေကိုကျေအောင်ဆက်ရပြီဘယ်တော့မှမဟောဘူးတဲ့နောက်ဒီအောင်မြတ်စွာဘုရားဟောလိုက်တော့ဒီနေ့အတ္တတရားရှိလို့တတ္တရားရှိတဲ့သာသမီဟာမိဘကိုအနှစ်တရာအဖကိုလက်ရပဲပခုံးပေါ်တင်အမေကိုလက်ဝဲပဲပခုံးပေါ်တင်ဒါပခုံးပေါ်တင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတာတာဝန်ယူတာကိုပြောတာတကယ်မိဘဘယ်လိုပခုံးပေါ်တက်ထိုင်နေလို့ရနော်သို့သောစာထဲမှာအဲ့လိုပြောတာမိဘရဲ့တာဝန်ကိုယူတဲ့အဓိပ္ပာယ်ကိုပြောတာလူဆိုတာတာဝန်ထမ်းတဲ့အခါပခုံးနဲ့ထမ်းတာကိုရောက်ကြတယ်ပခုံးနဲ့ထမ်းအဲ့ဒါကြောင့်မလို့အဲ့ဒီအဓိပ္ပာယ်ဖခင်ကိုလက်ရပခုံးပေါ်မှာမိခင်ကိုလက်ဝဲပခုံးပေါ်မှာထားအနှစ်တရာသက်ရှိလို့တစ်သက်လုံးလှုပ်ကြွေးတောင်းမှပဲမိဘတွေကကိုယ့်ပေါ်မှာပြုလုပ်ခဲ့တဲ့ကျေးဇူးတရားအကုန်ဆက်ပြီးပြောလို့မရဘူးပြောနိုင်ဘူးဒါဟုတ်လားနော်ဒီလိုဆိုလို့လားနော်ဘာလို့ဆိုခုနဆုတော်ကကြည့်ရင်တစ်နဲ့နှစ်ပဲလုပ်ပေးလို့ရတယ်သုံးမပေးဘူးဘာကလေးတွေ introduce လုပ်ပြီးလုပ်မှာဒါဖြင့်မိဘတွေကိုကျေးဇူးဆက်တဲ့နည်းအဲ့ဒါကောင်းတဲ့ကျေးဇူးဆက်တဲ့နည်းမရှိဘူးလားရှိတယ်ဆိုတော့ဓမ္မနဲ့ကျေးဇူးဆက်တာတဲ့မိဘတွေရဲ့ဒီဘဝတွေမှာတန်မြာအတွက်ပါကောင်းစေနိုင်တာဖြစ်လို့ဓမ္မနဲ့ကျေးဇူးဆက်တာတဲ့ကြည်တယ်ဘာလို့လဲဆိုကိုယ်မိဘကဓမ္မနဲ့ကျေးဇူးပြုခဲ့တာမဟုတ်ဘူးပေါ့နော်လောကကိစ္စတွေနဲ့ကျေးဇူးပြုခဲ့တာအဲ့တော့ကိုကဓမ္မနဲ့ကျေးဇူးတုံ့ပြန်ဆိုင်ဓမ္မရှုထောင့်ကနေကျေးဇူးဆက်မှဆိုပြည့်တယ်တဲ့ဘာလဲလို့ဆိုဓမ္မရှုထောင့်ဆိုကိုမိခင်ဖခင်ကျေးဇူးရှင်ညာကိုချင်းသီလတွေလိုအပ်နေသေးတယ်နော်သီလမရှိသေးဘူးဆိုသီလရှိအောင်သူကသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရအောင်ဝိဆောင်ပြီးတော့ပေးတယ်ချင်းတွေဖန်တီးပေးတယ်တရားတရားတွေမရှိသေးဘူးဆိုတရားရှိအောင်လုပ်ပေးစွန့်ကြဲမှုပူတမ်းမှုတွေအားနည်းနေသေးတယ်ဆိုရင်စွန့်ကြဲမှုရှိအောင်အသိပညာအားနည်းနေသေးတယ်ဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေအားနည်းနေတယ်ဓမ္မနဲ့ပတ်သက်တဲ့အသိပညာရရှိအောင်လုပ်ပေးအဲ့လိုတတ္တာတို့သီလတို့စာကားတို့ပညာတို့ဆိုရင်ဒီကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့တရားတွေကိုယ့်ရဲ့မိဘရဲ့နှလုံးသားထဲရောက်အောင်မိမိအနေနဲ့တဏှိတလန်ဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင်နော်မိဘရဲ့ကျေးဇူးတွေခြေပါတယ်လို့မြတ်စွာဘုရားပြောဟောတာဒါဘုရားဟောတဲ့တုတ်တန်ထုတ်ပြီးတော့ပြီးလို့ဟုတ်မိဘရဲ့ကျေးဇူးခြေပါတယ်လို့တချို့ကမကျေနိုင်တာကိုအကြောင်းပြုပြီးတော့ပြောကြတယ်ဒီမှာမြတ်စွာဘုရားတောင်းတဲ့တာဝရိဏဓာတ်ပြည်တက်ပြီးအဘိဓမ္မာတရားဟောတယ်။မေရောမိနတာကိုတွားပြီးတော့မိဘကျေးဇူးဆက်တယ်ပေါ့။အဲ့လိုကျေးဇူးဆက်တာတော့မှပဲ။တို့တလုံးဘိုးပဲကြည်တယ်လို့ပါလို့ပြော။ဒါဆာလာပေးလာစကားမဟုတ်ပါဘူးနော်။ဆာလာပေးလာစကားမဟုတ်။ခုမြတ်စွာဘုရားဟောတဲ့စကားမြတ်စွာဘုရားလည်းကျေးဇူးဆက်တာကြည်တယ်လို့ပြော။ဘာလို့လဲဆိုမေရောမာယာဟာဘုရားလောင်းလေးဝေဖတ်ပြီးတော့9 ရက်မြောက်မှာကံကုန်သွားတာကံကုန်သွားတော့သူဘုရားတရားတွေကြားနာခွင့်မရရှာဘူးဒါကြောင့်မို့လို့အထူးတတိမြတ်စွာဘုရားမေတော်ကိုဥတည်ပြီးတော့ဒီကမှာတရားတက်ဟောတယ်မေတော်ကြီးဟာသောတာပန်ဖြစ်ဟောအရိယာဖြစ်အဲ့ဒါကျေးဇူးခြေတယ်လို့ပဲပြောဒီမြတ်စွာဘုရားတုတ်တယ်ခြေတယ်ဆိုတဲ့စကားလုံးကိုဘယ်လိုသုံးတာလဲဆိုကတံဝါပฏิကတံမိဘကကိုယ့်ပေါ်မှာလှုပ်ပေးခဲ့တာကတအဲ့ဒီကတကိုပฏิကတတုံ့ပြန်ပြီးတော့ပေးရတယ်ဆိုတာကျေးဇူးဆက်တယ်နော်ဒီလိုလေးပြောတာနော်အဲ့တော့ကျေးဇူးတရားအဲ့လိုနည်းနဲ့ဆက်ကြတယ်ဒါဖြင့်အပြန်အလှန်ကြည့်မယ်ဆိုလို့ရှိရင်သာသမီကရောမိဘအပေါ်မှာ
မိဘဆိုတာတော့သာသမီပေါ်မှာပထမဆုံးစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဆိုသူကကိုသားသမီးကြီးစီတုတ်ပြန်လာတာကိုမမျှော်လင့်ပဲနဲ့ဆောက်မိဘရဲ့ဒီမေတ္တာတရားအလွန်တရာမှတန်ရှင်းတောက်ဆင်သူကိုယ်တိုင်ကစပြီးတော့သားသမီးကြတော့ကိုကပြန်ပြီးတော့ပေးဆက်တဲ့သဘောပဲဖြစ်တယ်။ဘာလို့ပေးကိုကပြန်ပေးဆက်ရတဲ့သဘောဖြစ်တယ်။အဲ့တော့မိဘကသားသမီးကိုပြန်ပေးဆက်ရတယ်ဆိုတာမျိုးမရှိဘူးတရား။သားသမီးကပဲပေးဆက်တယ်လို့ပြော။ဘာလို့လဲဆိုစလုပ်တဲ့ပုဂ္ဂိုလ်မိဘကဖြစ်တယ်သားသမီးမဟုတ်ဘူး။ဒါကြောင့်လည်းတွေ့ကောင်းတွေ့နိုင်တယ်။အသက်ကြီးတော့မိဘကိုပြုစုတယ်ပြုစုတော့မိဘကလည်းဒီသားရဲ့ခြေစုဒီသမီးရဲ့ခြေစုဆိုပြီးတော့ခြေစုဆိုတာမရှိဘူးလားရှိတာပေါ့ရှိတယ်ဒါပေမဲ့ဒီခြေစုတရားတွေဟာဒီဆိုလိုတာကမိဘစီကငွေကြေးယူပြီးတော့သုံးတဲ့အခါမှာဒီပြန်ပြီးတော့ကိုယ်ကပေးဆက်ခြင်းပြတာဖြစ်တယ်ကိုယ်စီကမိဘကယူသုံးတာမဟုတ်ဘူးဒီလေးပဲမျိုးပေါ့နော်အဲ့တော့ဘယ်ဘက်ခါပဲကြည့်ကိုကပေးဆက်တဲ့ဘက်ကတော့ရှိကိုလုံးပိတ်တဲ့ညဒီမိဘရဲ့ခြေကိုပြန်ပေးဆက်နေတဲ့သဘောပဲဖြစ်တယ်ကိုယ့်ရဲ့ကျေးဇူးရဲ့လို့မိဘပေါ်မှာတင်းနေဆိုမရှိဘူးအလို့ဆိုရင်သားသမီးကလည်းပြောမှာနော်အမေဖေကကျေးဇူးရှိတာဟုတ်တယ်အခုကိုကနေပြီးကျေးဇူးပြုတ်ကျေးဇူးတွေလည်းရှိတယ်ဒီလိုပြောလို့မရဘူးနော်ကိုလုံးပိတ်တဲ့ညဒီကျေးဇူးဆက်တာပဲရှိတယ်အကျွေးဆက်နေတာပဲဖြစ်တယ်။ကွာဆလောက်တာမဟုတ်ဘူး။ကျေးဇူးတုံ့ပြန်မှုပဲရှိတယ်။ကွာဆလောက်တာဆိုရင်တော့ကိုကျေးဇူးကိုဆက်တယ်ဆိုတော့ဒီပဲရတာပေါ့။ကိုသားသမီးရောက်တဲ့အခါကျတော့ကိုဟာသူတို့ကိုစလုပ်ပေးတာသူတို့ကကိုဘာမှလုပ်မပေးခင်ကိုကစလုပ်ပေးတာကိုကသူတို့ကိုပြုပေးလိုက်တဲ့သဘောပဲ။သားသမီးတွေကကိုစီကိုပြုစုတဲ့ဆိုလို့ရှိရင်သူတို့ရဲ့ကျေးဇူးရဲ့လို့ပြောကြမလို့ပြန်ပြီးတော့သူတို့ပေးဆက်ခြင်းများတာဖြစ်တယ်ဒီလိုလူလောကမှာအပြန်အလှန်ဟာသို့တော့ဒါကခြေစုပ်တုံ့ပြန်ခြင်းခြေစုပ်ပြုခြင်းခြေစုပ်ဆက်ခြင်းဆိုတာနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တွေနားလည်ဖို့နောက်တစ်ခုကကြည့်ရဆိုလို့ရှိရင်မိသားစုဆိုလို့အပြန်အလှန်ခြေစုပ်ပြုမှုတွေရှိကျေးဇူးပြုတယ်ဆိုတာအသက်ရှိယက်တည်ဖို့အတွက်ဘဝမှာဒီယက်တည်နိုင်ဖို့အတွက်ထောက်ဖို့သာသမီကလည်းမိဘကိုကျေးဇူးပြုတာပဲမိဘကလည်းသားသမီးကိုကျေးဇူးပြုတာပဲဟောဒီအိမ်ကြီးတိုက်ကြီးကလည်းပဲအိမ်ထဲနေတဲ့လူတွေကိုကျေးဇူးပြုတာပဲနေရစစ်မီးတွေကလည်းကျေးဇူးပြုတာပဲအာဟာရတွေကလည်းကျေးဇူးပြုအားလုံးကဥပနိဒေယပစ္စည်းတွေသွားနေကြတယ်အကုန်အားကောင်းတဲ့အထောက်နောက်ဆုံးမှာအိမ်ပေါ်မှာအလှထားတဲ့ပန်းလေးကစအကုန်လုံးဟာဒီသက်ရှိတ attva တွေယက်တည်နိုင်လို့ရတဲ့ထောက်ကူပေးနေတာဒီပဲဒါဟာကျေးဇူးပြုနေတယ်လို့ပဲဒီလိုပြောရမှာနော်ကားလည်းလူကိုကျေးဇူးပြုတယ်ဘာလို့မညောင်းရလွယ်လွယ်ကူနဲ့အချိန်တိုတိုနဲ့ရောက်တော့ဟောကားရဲ့ကျေးဇူးပြုဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်အကျိုးပြုတာမှန်တယ်ကျေးဇူးပြုတယ်လည်းခေါ်ရတယ်နော်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားစေတတ်တဲ့အရာတွေကိုလုပ်ပေးတာမှန်တယ်ကျေးဇူးပြုတယ်အသိဉာဏ်တွေပေးတာကျေးဇူးပြုတယ်အလင်းရောင်ပေးတာကျေးဇူးပြုတယ်အတဏ္ဍာပေးတာကျေးဇူးပြုတယ်အားလုံးဟာကိုယ်ပါဝကျင်မှာသွားလာလှုပ်ရှားတယ်နောက်ဆုံးမှာကိုယ်ပြောရင်လေသစ်ပင်ငါးတောင်မှပဲကိုယ်အေးမြစေတယ်ဆိုရင်ဒါသစ်ပင်ကကိုယ်ကျေးဇူးပြုတယ်လေလမ်းကြီးကဖြောက်ကျူးနေတော့ကိုယ်သွားတာလွယ်လွယ်ကူနဲ့သွားဒီလမ်းကြီးကကိုယ်ကျေးဇူးပြုတာဟောရန်ကုန်သူရအောင်သားတွေဆိုလို့ရှိရင်နဲ့ရွှေဘုံဘုရားကြီးထိုးရရင်စိတ်ထဲမှာကြည်ဘူးဒါဘုရားကြီးကကိုကျေးဇူးပြုတာပဲဒီလိုဆိုလို့တာပေါ့ကျေးဇူးပြုမှုဆိုတာပဝန်းကျင်ကြီးတစ်ခုလုံးကိုယ်ပေါ်မှာကျေးဇူးဖြစ်နေအဲ့တော့ကျေးဇူးပြုနေတာတွေကိုကျေးဇူးတင်တတ်လာတဲ့အခါမှာလူတွေဟာတူပေါ်မှာဒီငါလုပ်ပြီးငါကြီးပဲလုပ်ရတယ်မင်းကမလုပ်ဘူးလို့ဒီလိုတူပြောစရာလည်းအကြောင်းမရှိဘူးမိသားစုဟာတကယ်ကတော့ဒီအိမ်တော်တစ်ခုထဲမှာနေတဲ့မိသားစုတွေဖြစ်ဖြစ်ရက်ွက်ထဲမှာနေတဲ့မိသားစုတွေပဲဖြစ်ဖြစ်တဏ္ဍာငါထဲမှာတူနေကြတဲ့မိသားစုတွေပဲဖြစ်ဖြစ်အပြန်အလှန်ထောက်ကူပြုမှုတွေရှိနေကြတာဖြစ်တော့တကယ်တော့မေတ္တာလို့ဆိုရင်မိတ်ဆွေစိတ်ဓာတ်တွေနဲ့မိမိထွေထွေနေကြမှာဖြစ်တယ်ပေါ့
အဲ့လိုနေနေထွေတွေတူတူမေတ္တာတွေနဲ့ဒီလိုနေနိုင်မှအဲ့လိုမနေဘူးဆိုလို့ရှိရင်ဒီအမုန်းတရားတွေပွားပြီးတော့လောကကြီးဟာတစ်သက်ရှင်ဖို့ခက်ခဲလာတယ်ဒီကနေ့လောကကြီးမှာဆိုလို့ရှိရင်ကဘာကြီးမှာလူတွေအချင်းချင်းအမုန်းပွားမှုတွေနော်မေတ္တာတရားအားနည်းမှုတွေမေတ္တာတရားကြောင့်ဒီခါးပြီးတဲ့မုန်းတိမှုတွေဒါတွေကြောင့်လောကကြီးဟာပျက်စီးတော့မဲ့အနေအထားတစ်ခုရောက်လာတယ်။သက်ဆောင်များကိုယ်တိုင်ကဟောခဲ့တယ်။လူသားတွေပျက်စီးတော့မယ်ဆိုရင်တိတ်ဘောအာဂါတောပစ္စည်းပတိတောတိတ်ဘောဆိုတိတ်ပြီးတော့ပြင်းထန်တဲ့အာဂါတဆိုရံပြိုးတွေစိတ်ထဲမှာနာကြီးမှုတွေတအားပြင်းထန်လာအဲ့ဒီပြင်းထန်လာတာတွေရှိလာပြီဆိုရင်ဒါလောကကြီးပျက်စီးတော့မှာပျက်စီးတဲ့ဘက်ကိုဥတည်နေဒီကနေ့ခေတ်မှာကြည့်ပေါ့ဒီမေတ္တာခန်းချောက်လာတဲ့သဘောကြောင့်လူတွေရဲ့တိုက်တဲ့ခိုက်တယ်လူတွေတရားလောကရောက်အောင်ကိုနဲ့ဒီဆိုင်လူရောမဆိုင်လူရောအဖြစ်ရှိလူရောဖြစ်မဲ့လူရောအကုန်လုံးဒီကနေ့ခေတ်မှာရမ်းပြီးတော့လောက်ထားတယ်ဖြစ်လာတယ်ပေါ့အညို့အသေးတွေနဲ့ဘလူသေးသေးကိုယ်သက်ရှင်ရေးအတွက်ဆိုပြီးတော့ဒီ selfish ကိုချိုးရှာသမားကိုချိုးကိုရှေ့တန်းတင်ပြီးတော့လောက်လာတာများလာလို့ရှိရင်ခုနကအပြန်အလှန်အကျိုးပြုပြီးတော့ဘဝရည်တည်နိုင်တယ်ဆိုတဲ့မေတ္တာအတိုင်းအဝိုင်းကြီးဟာပြိုကျပျက်စီးသွားတယ်ပြောမယ်ဆိုလို့ရှိရင်ဒီတက်မဲ့တတ္တဝါနဲ့တက်ရှိတွေဟာမေတ္တာနဲ့ဆက်သွယ်တာမဟုတ်ဘူးနော်မေတ္တာပို့တာတက်ရှိခြင်းနဲ့ပို့တာသို့တော့ကြည့်မယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ကဘာကြီးတည်ဆောက်တာမေတ္တာနဲ့ပဲတည်ဆောက်လို့ရမှာပေါ့အမုန်းတရားတွေများလာပြီဆိုလို့ရှိရင်ဒီသစ်ပင်တွေရှုပ်တယ်ဆိုပြီးတော့ခုတ်လဲပြင်းမယ်တောတွေကိုခုတ်လဲပြင်းမယ်ဒါတွေလည်းလောကကြီးတကူလောဘကိုအကြောင်းပြုပြီးတော့လူကျင်မှုတွေများလာပြီးတော့လောကကြီးတခုတော့လောဘကိုမထိန်းနိုင်ဘူးပျက်စီးဆုံးရှုံးကုန်ရပါဝင်ခြင်းဒီလိုတွေဖြက်စီးပြစ်တာမျိုးတွေကိုဖြက်စီးမှမသိဖြက်စီးပြီးကိုရတယ်လို့ထင်ပြီးတော့လူတွေကမိုက်လောက်ကြတဲ့အတွက်ကြောင့်ကမ္ဘာလောကကြီးကလူတွေအသက်ရှိဖို့အတွက်တပြေးပြေးခက်လာတယ်ရှိပါလားတပည့်မပေါက်တဲ့ဂျိုးမှာဆိုရင်လူသားတွေတက်ရှိတတ်တော်တွေမရှိနိုင်ဘူးလို့ပြောတာပဲလေအဲဒါကြောင့်မို့လို့ကိုယ်နဲ့အတိအပြအပြန်အလှန်ဆက်သွယ်ပြီးတော့နေကြတယ်မိသားစုမှာဆိုလည်းမိခင်နဲ့သားသမီးမြေတူမဆိုတာဒီအားလုံးမှာမိတ်ဆွေတင်သားတွေအပါအဝင်လောကကြီးဟာအပြန်အလှန်မေတ္တာတွေထားပြီးတော့တဦးကျေးဇူးတဦးမှာလို့ဆိုတဲ့အတိုင်းအပြန်အလှန်ကျေးဇူးရှိကြတာဖြစ်တော့ကြောင့်ဘယ်လုပ်အမြဲတမ်းစိတ်ဓာတ်ဒီမေတ္တာကိုအခြေခံတဲ့စိတ်ဓာတ်တွေနဲ့ပတ်တွဲညီညာယူထိုင်သွားကြမယ်ဆိုရင်ကဘာကြီးဟာကျေးဇူးတည်တဲ့ကဘာကြီးဖြစ်ပြီးတော့အလုံးကျေးဇူးတရားတွေဒီပေါ်မှာကျေးဇူးကမ်းခြင်းကျေးဇူးကိုအတိမမပြုခြင်းဆိုတာဒီမရှိလို့လူတွေမှာသူတော်ကောင်းစိတ်တွေကိန်းဝါပြီးတော့နောက်ဆုံးမှာစိတ်ချမ်းသာမှုခြေပြုပြီးတော့စိတ်တည်ငြိမ်မှုရလာတယ်စိတ်တည်ငြိမ်မှုကိုကြောက်ပြီးယထာဘူတညာတတတတဘာဝဖြစ်မှန်တွေကိုသိရှိတဲ့အသိဉာဏ်တွေရလာတယ်လို့ဆိုတဲ့ဝိဇ္ဇာအကျိုးတရားတွေကိုရရှိပြီးနောက်ဆုံးကိုယ်ဘဝဒုက္ခမှာတွန်းရောက်နိုင်ကြိုးစားမှုတွေကိုလုပ်လာနိုင်တဲ့အမှုချင်းတွေရောက်ရှိလာနိုင်တယ်ဆိုတာသိရှိနားလည်ပြီးတော့ကိုယ်ချင်းတရားကောင်းမွန်ခြင်းစိတ်တည်ငြိမ်အောင်ကြိုးစားခြင်းဘုဒ္ဓနာမှာကောင်းမြတ်တဲ့ဒီကုသိုလ်တရားတွေပွားများအောင်ဆောင်ရွက်ခြင်းဖြင့်တန်တရားဝဆင်းရဲကလွတ်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း